အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုလိုပါကျွန်တော်ဒီနေ့မှာတော့ဘာလို့တော့မှလဲဆိုကျွန်တော်တငယ်ချင်းအနေနဲ့တူတူပေါ့နော်ကျွန်တော် read လိုက်လို့တော့မှဖြစ်ပါတယ်အမှန်တော့ကျွန်တော်တငယ်ချင်းမှာလည်းရောက်နေပြီဒါတော့ကျွန်တော်တငယ်ချင်းမှာโอเคပါကျွန်တော်တငယ်ချင်းကျွန်တော်ရောက်နေပါပြီโอเคပါကျွန်တော်တငယ်ချင်းလည်းရှိပြီဆိုတော့ကျွန်တော်တို့ဟို read လုပ်မှာပဲ let's goโอเคပါကျွန်တော်တို့ဒါလုပ်ပါပြီဒါရကြီးပေါ့နော်โอเคပါဒါရအနေနဲ့ကျွန်မဖြစ်တဲ့ကျွန်တော်တချင်းလေးပဲထည့်တာပြပါမယ်1 2 3 go bro စီမှာ avatar မရှိလို့စိတ်နေနေလားဒါဆိုရင်စိတ်မပူပါနဲ့ bro တို့ solo option ကရှိနေပါတယ် solo option မှာဆိုရင်တော့ robot များကိုဈေးသက်သာနဲ့ရနိုင်တဲ့အပြင် V4 အကောက်တွေ permanent တွေ game pad တွေကိုလည်းအမှသုံးသုံးလေးရနိုင်ပါတယ်ပမာဆက်သွယ်မှာယူရမလဲဆိုရင်တော့ဒီကနေပြီးတော့ဆက်သွယ်မှာယူနိုင်ပါတယ် okay let's goဒါရိတ်ကြီးတော့မလုပ်ဘူးနော်ဒါရိတ်ကြီးအကောင်ထက်လို့ကျွန်တော်လည်းသတ်သိပါပဲအဲကောင်အဲ့ဒါရိတ်ရနိုင်အောင်နိုင်တော့အဲ့ဒါဟိုဝယ်နေပါနော်ဟိုဝယ်နေဆိုတော့ကျွန်တော်တို့မလုပ်တာမရှိတော့ဘူးနော်ကျွန်တော်အားကြောင့်အဲ့တော့ဟိုဝယ်ပြီးရည်စားပါမယ်ဒီတော့ပဲဝင်နေလိုက်တော့မယ်နော် AC လေးဘယ်မှာကျွန်တော်ထည့်ပါနော်အကောင်ထည့်ပါโอเคပါကျွန်တော်ထည့်ပါကျွန်တော်သွားပါမယ်โอเคကျွန်တော်ရောက်ပြီI rate တယ်โอเคပါ I rate နဲ့ပြေးပါလေโอเค I rate လုပ်လိုက်ကြအောင် I rate ကပြောမိတော့ပါဘူးတရှင်ပဲထည့်လိုက်ပါမယ်ပါကျွန်တော်တို့ rate လုပ်ခဲ့တယ်ပေါ့နော်ကျွန်တော် rate နှစ်ခါလုပ်တာကျွန်တော်တို့တစ်ခါတည်သွားခဲ့တယ်တစ်ခါပဲအောင်မြင်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီ rate ကတော့နှစ်ခါပဲလုပ်မယ်ပေါ့နော်โอเคပါကျွန်တော်ရဲ့တော်ဟိုလေကျွန်တော်တော်ကောက်ကိုလည်း follow လာလုပ်ပေးတာပေါ့ကျွန်တော်တော်မှာ follow တစ်ထောင်ပြလို့ရှိရင်ကျွန်တော်အကောင့်တကောက် vivo အကောင့်တကောက် giveaway ပေးပါမယ်ကျွန်တော် Telegram channel လာကြွမယ်ကျွန်တော် Telegram channel မှာ Dragon Ball နဲ့အကောက်ကိုဝေလောက်တာအခုတည်းကမစင်ပေးရနေပါဘူးလာကြွပေးကြပါပြတော့အကောင့်စောစရာမရှိတဲ့ညီကိုတွေအတွက်ကျွန်တော်ရှိမှာအကောင့်တကောက်ကို Vivo အကောင့်တကောက်ကို1000နဲ့နေပဲရပါမယ်အဲ့ဒါပြောတာပါโอเคအဲ့လောက်ဆိုရင်တော့ဒီ video လေးကတော့လောက်ပါပဲအားလုံးပဲ bye bye